Tech Brother ပြောပြမယ် ChatGPT Claude Gemini တွေအကုန်လုံးက AI model တွေပါတခါတလေအန်ဩစရာကောင်းတဲ့အဖြေတွေပြန်တယ်တခါတလေအတော်အထိုင်းကြီးပြန်တယ် AI မဟုတ်ဘူးသင်မေးတဲ့ပုံစံမကောင်းလို့ပါဒီနည်းပညာကို prompt engineering လို့ခေါ်ပါတယ် prompt engineering ဆိုတာ AI ကိုထိရောက်တဲ့မေးခွန်းသို့မဟုတ်ညွှန်ကြားချက်ပေးရတဲ့အမှုပညာပါ good prompt versus bad prompt bad prompt အဖြေညံ့တယ်ရန်ကုန်အကြောင်းပြောပါ AI ကရန်ကုန်ရဲ့ရေဘူးရအချက်လက်လူဦးရေ area ယာဒီဦးလူကိုပြန်ဖြည့်မယ်တင်လိုချင်တာနဲ့မတူနိုင်ဘူး good prompt အဖြေကောင်းတယ်မင်းကခရီးသွားကျွမ်းကျင်သူတယောက်ပါရန်ကုန်ကိုပထမဆုံးအကြိမ်လာတဲ့ခရီးသွားတယောက်အတွက်မသွားဖြစ်ရင်နောင်တရမယ့်နေရာ9နေရာကိုစီးရင်ပြုစုပေးပါနေရာတစ်ခုချင်းစီရဲ့ထူးခြားချက်ကိုရှင်းပြပါမြန်မာလိုရေးပါစာကြောင်းတော်တော်နဲ့အချက်ကြကြရေးပါ good prompt ရဲ့အစိပ်ပိုင်း framework role အခန်းကဏ္ဍသတ်မှတ်ပါမင်းကခရီးသွားကျွမ်းကျင်သူတယောက်ပါ context နောက်ခံအကြောင်းပြောပြပါရန်ကုန်ကိုပထမဆုံးအကြိမ်လာတဲ့သူ task ဘာလို့စီချင်လဲနေရာ9နေရာစီးရင်ပြုစုပါ format ဘယ်လိုပုံစံနဲ့လုပ်စီချင်လဲမြန်မာလိုစာကြောင်းတူတူနဲ့ constraint ကန့်သက်ချက်ထဲပါမသွားဖြစ်ရင်နောင်တရမယ် prompt engineering ရဲ့နီးလန်းနေ zero shot ဥပမာမပါဘဲဓာတ်ရိုက်မေးတယ်ခွေးအကြောင်းဝါကြတစ်ကြောင်းရေးပါ few shot ဥပမာ2-3ခုပြပြီးမှမေးတယ်ငှက်ပြန်သားတယ်ငါရေကူးတယ်ခွေး chain of thought အဆင့်လိုက်တွေးခိုင်းတယ်အဆင့်1ပြဿနာကိုခွဲခြမ်းစိတ်ဖြာပါအဆင့်2ဖြေရှင်းနည်းတွေစဉ်းစားပါအဆင့်3အဖြေပေးပါဒီအချက်ကိုသိထားရင်ဘာဖြစ်လာမလဲ Senior tip number 1 role ကိုသတ်မှတ်ပါမင်းက senior Python developer တယောက်ပါဆိုရင် code ရေးသွေးပိုကောင်းလာမယ် Senior tip number 2 output format ကိုအတိအကျသတ်မှတ်ပါ JSON format နဲ့ထုတ်ပေးပါ markdown table နဲ့ထုတ်ပေးပါ bullet points နဲ့ထုတ်ပေးပါ Senior tip number 3 machine နဲ့အခါကျေးဇူးပြုပြီးရှင်းပြပါအောင်လို့ထပ်မေးပါတခါတလေအဖြေကိုပြန်ခြေဖြတ်လို့ရတယ် Senior tip number 4ရှေ့လျားတဲ့ prompt တွေအတွက်ကိုယ်ပိုင် template တွေတင်ထားပါနောက်တစ်ခါပြန်သုံးလို့ရတယ် Senior tip number 5 prompt engineering ကိုကျွမ်းကျင် AI သုံးတဲ့ company တွေမှာလာစာကောင်းကောင်းနဲ့အလုပ်ရနိုင်တယ်ဒါကခေတ်သစ် tech career တစ်ခုပါ advantage ပိုကောင်းတဲ့အဖြေပိုတက်တာတဲ့အချိန် AI ကိုပိုထိရောက်စွာသုံးတတ်လာမယ် disadvantage ရှည်လျားတဲ့ prompt တွေရေးရတာအချိန်ကုန်တယ် model တစ်ခုနဲ့တစ်ခု prompt ပုံစံမတူနိုင်ဘူးဒီနေ့သင်ယူလိုက်တဲ့ prompt engineering အကြောင်းဟာဒီညပဲ ChatGPT ကိုဖွင့်ပြီး role plus context plus task plus format နဲ့မေးကြည့်တဲ့အခါအဖြေဘယ်လောက်ကောင်းလာလဲသိသွားလိမ့်မယ်ကျွန်တော်တို့ဒီမှာမျှဝေပေးနေတဲ့ senior tip တွေကိုနေ့စဉ်မိနစ်ပိုင်းလေးနဲ့လေ့လာသွားရင်တစ်နေ့9မိနစ်တစ်ပတ်3ချိန်တစ်နှစ်ဆိုနာရီပေါင်း130လေ့လာပြီးသားဒီအချိန်လေးကိုရင်းနှီးမြှုပ်နှံထားရင်နောက်တစ်နှစ်မှာသင်ဟာ AI ကိုထိထိရောက်ရောက်သုံးတတ်တဲ့ကိုယ့်လုပ်ကိုပိုများအောင်ပိုကောင်းအောင်လုပ်နိုင်တဲ့ senior IT professional တယောက်ဖြစ်နေပါပြီနေ့စဉ်9မိနစ်စာဒီလို IT အခြေခံတွေကိုလေ့လာပြီး senior IT technician ဖြစ်ဖို့ follow လုပ်ထားပါဦး